하나님의 속성에 대해서 말씀을 좀 드렸습니다. ญาติခင်ရဲ့ဂုဏ်တတိနဲ့ပတ်သက်ပြီးမှနှုတ်ပတ်တော်ဝင်ကသွားတာဖြစ်ပါတယ် 네, 우리의 발판과 배경은 하나님 보좌라고 말씀드렸습니다. ကျွန်တော်တို့ရဲ့နောက်ခံတဲ့အခြေခံအုတ်မြစ်ကတော့ဗါလဲဖျားခင်နိုင်ငံတော်ဖြစ်တဲ့အကြောင်းကိုပြောပြခဲ့တာဖြစ်ပါတယ် 자, 첫째는 하나님의 절대적인 속성이 있습니다. ပြီးတော့ပထမအချက်ကတော့ဖျားခင်အကျွင့်မဲ့ဗါလဲတဘောတဘာဝပေါ့နော်အကြောင်းဖြစ်ပါတယ် 그래서 우리가 절대라는 것은 사람에게는 절대를 붙이지 않습니다. ပြီးတော့လူတွေဒီမှာအကျွင့်မဲ့ပေါ့နော်အကျွင့်မဲ့ဆိုတဲ့အရာတော့လူတွေမှာတော့ဒီအကျွင့်မဲ့ဆိုတဲ့စကားကိုတိတ်မှမသုံးဘူး 상대적이기 때문에 모든 사람은 이 세상의 모든 사람은 모든 일은 상대적입니다. အဲ့တော့ဒီလောကရဲ့အရာအလုံးကပေါ့နော်ဗါလဲခုစီမှာပဲလာတဲ့အရာဖြစ်တာပေါ့နော် 예, 하나님만이 절대가 붙는 거예요. ဖျားခင်ကိုတာရင်ပေါ့နော်ဒီအကျွင့်မဲ့ဆိုတဲ့စကားပေါ့နော်လုံးဝအုတ်တုံတနည်းအားဖြင့်ဒီစကားလုံးကိုအသုံးပြုတာဖြစ်ပါတယ် 예, 그래서 우리가 절대 주권 이러잖아요. ဒါကြောင့်ပေါ့နော်ကျွန်တော်တို့ဟာအကျွင့်မဲ့ပိုင်တအုပ်စုခြင်းဒီလိုမျိုးအဖြစ်ကျွန်တော်သုံးတာဖြစ်ပါတယ် 자, 그다음 두 번째 하나님의 독립성입니다. ပြီးတော့ဒုတိယအချက်နဲ့ဖြစ်စဉ်ကတော့ဖျားခင်ရဲ့ဗာလဲသူရဲ့လွတ်လပ်မှုလား 예, 원래 여호와란 말은 스스로 계시는 분이라는 뜻입니다. ပြီးတော့မူလပေါ့နော်ဒီဖျားခင်ပေါ့နော်ဖျားခင်ကတော့ဖျားခင်နာမည်ပေါ့နော်ငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်မိမိကိုယ်ကိုတယောက်တည်းတပါးတည်းပဲနေတဲ့ဖျားဖြစ်ပါတယ် 예, 이 땅에 스스로 있을 수 있는 사람은 아무도 없습니다. ဒီလောကထဲမှာမိမိကိုယ်ကိုမိမိရပ်တည်နိုင်သူဆိုတာဘယ်သူမှမရှိပါဘူး 교인들 가운데 알아서 하겠다라는 사람이 들어 있어요. ပြီးတော့ယုံကြည်သူတွေအထက်မှာတိမလုပ်တယ်ဆိုတဲ့ဒီအရာဒီလိုမျိုးပြောတဲ့လူရှိတယ် 예, 가장 위험한 신앙입니다. ပြောမယ်ဆိုရင်ကတော့အခြေအနေမူတည်မှလုပ်တယ်ပေါ့နော်ဒီအရာဆိုရင်ကတော့အရန်ကိုအန်တီများတဲ့ယုံကြည်ဝန်ခံချက်မျိုးဖြစ်ပါတယ် 예, 다시 말하면 간섭받는 걸 싫어하는 사람이 있다 그 말이에요. ပြောချင်တဲ့အရာလူတွေကပေါ့နော်သူများတွေကသူ့ကိုဗာလဲကုတ်ကဲတဲ့အရာသူ့ကိုအကြံပေးတဲ့အရာဒီလိုမျိုးအရာတွေကိုမချိုက်နဲ့တက်တာဖြစ်ပါတယ် 이런 사람들도 위험합니다. ဒီလိုမျိုးပေါ့နော်သူများတွေရဲ့ဝင်ရောက်ဆက်ဖက်ပြောဆိုမှုကိုတိမ်မမလူလားတဲ့လူတွေစင်ကတော့အန်တီများတာဖြစ်ပါတယ် 자, 목회자들도 스스로 뭘 다 하겠다 이런 사람도 있어요. ပြီးတော့တင်းဥဆရာတွေအထဲမှာလေးပေါ့နော်မိမိကိုယ်ကိုမိမိအားလုံးလုပ်မယ်ဆိုရင်မှဒီလိုမျိုးခံယူထားတဲ့လူလေးရှိတယ် 그래서 목회자도 교회에 당회가 있고 재직회가 있고 이래 있는 거예요. ဒါကြောင့်ပေါ့နော်အသင်းတော်အထဲမှာပေါ့နော်ဒါကြောင့်အဲ့လိုမျိုးမလုပ်သင့်တဲ့အတွက်ကြောင့်ပေါ့နော်အသင်းတော်အထဲမှာလည်းဘ ഹു ကော်မတီအဖွဲ့အစည်းတွေရှိတာဖြစ်ပါတယ် 그리고 또 노회도 있고 총회도 있고 이런 조직이 있습니다. ပြီးတော့အသင်းတော်အထဲမှာဆိုရင်ကတော့ဘ ഹു ကော်မတီပေါ့နော်အသင်းတော်ဂိုင်းကနဂိုင်းကနပေါ့လေဂိုင်းကနရဲ့ဘ ഹു ကော်မတီလည်းရှိတာပေါ့နော် 이런 것이 없으면요 혼자 자기 마음대로 독불 장군이 되는 거예요. ဒီလိုမျိုးအဖွဲ့အစည်းတွေမရှိဘူးဆိုရင်ကတော့ပေါ့နော်တယောက်တည်းမိမိကြိုက်တယ်လို့ပေါ့နော်မိမိထင်ရဆိုင်ဒီလိုမျိုးလုပ်တတ်တာဖြစ်ပါတယ် 네, 사람은 스스로 있을 수가 없어요. လူဒီဆိုရင်ကတော့ပေါ့နော်မိမိကိုယ်ကိုမိမိဒီလိုမျိုးတယောက်တည်းမရှိနိုင်တာဖြစ်ပါတယ် 스스로 있는 분은 하나님밖에 없습니다. မိမိကိုယ်ကိုမိမိတပါးတည်းရှိနိုင်သူဆိုရင်ကတော့ဖခင်သခင်အပြင်ဘယ်သူမှမရှိဘူး 예, 스스로 있는 존재가 되려고 하다가 인간이 타락했습니다. လူတွေကပေါ့နော်မိမိကိုယ်ကိုမိမိရပ်တည်ချင်တဲ့လူဖြစ်ချင်တဲ့အတွက်ကြောင့်ပေါ့နောက်ဆုံးအဲ့လူကအကျအဆင်းသွားခဲ့တာဖြစ်ပါတယ် 예, 하나님은 독립적입니다. ဖခင်သခင်ဆိုရင်ကတော့ပေါ့နော်ဒါဖခင်သခင်ကပဲလွတ်လပ်စွာတည်ရှိသူဖြစ်ပါတယ် 스스로 계시는 분입니다. ငါဖြစ်တဲ့ငါဖြစ်တယ်ဆိုတဲ့ဖခင်ဖြစ်ပါတယ် 자유롭게 나는 산다. 자유로운 영혼이다. 이게 좋은 거 아니에요? ပြီးတော့ငါဝိညာဉ်ကတော့ပေါ့နော်လွတ်လပ်စွာဖြစ်နေတဲ့ဝိညာဉ်ဖြစ်တယ်ငါတော့လွတ်လပ်စွာဖြစ်နေတဲ့လူဖြစ်တယ်ဒါကောင်းတဲ့စကားတော့မဟုတ်ဘူး 부부 간에도 서로 간섭 없이 그냥 삶아. 그 위험해요. ပြီးတော့လင်မယားကြားထဲမှာပေါ့နော်လင်မယားကြားထဲမှာလည်းတယောက်နဲ့တယောက်ပြောမယ်ဆိုဝေရောက်ဆက်ဖက်မှုမရှိဘဲနဲ့ဒီတိုင်းသူကြိုက်တယ်လို့အသက်ရှင်ကိုယ်လည်းကိုယ်ကြိုက်တယ်လို့အသက်ရှင်ဒါမျိုးမိသားစုကအင်မတန်မှအန္တရာယ်များတာဖြစ်ပါတယ် 그러니까 나는 뭐 자유로운 영혼이다.
이렇게 뭐 쉽게 말하는 사람이 있단 말이에요. ဒါကြောင့်လူတွေစင်ကတော့ပေါ့နော်ငါကတော့ငါစိတ်ပေါ့နော်ငါဝိညာဉ်ကတော့လွတ်လပ်စွာအဖြစ်နေထိုင်သူဖြစ်တယ်ဒီလိုမျိုးပြောဆိုတဲ့လူရှိတယ်အန္တရာယ်များပါတယ် 그 자유로운 영혼이 되면요, 그 사단에게 잡혀요. လွတ်လပ်တဲ့ဝိညာဉ်ဖြစ်သွားမယ်ဆိုရင်ကတော့ဒါစာရန်ရဲ့ဖန်ဆီးချုပ်နှောင်ခြင်းကိုခံရမှာဖြစ်ပါတယ် 남편과 아내는 서로 필요한 존재입니다. ပြီးတော့ခင်ပွန်းနဲ့ဇနီးတဲ့ကနှစ်ယောက်စလုံးပေါ့နော်တယောက်အတွက်လည်းတယောက်လိုအပ်တဲ့ပုံကိုယ်တွေဖြစ်ပါတယ် 서로 도와야 돼요. ပြီးတော့အချင်းကိုညီမဆဖို့တွေ့လက်ပါတယ် 서로 사랑하고 서로 기도해 줘야 됩니다. ပြီးတော့အချင်းချစ်ပြီးမှအချင်းတူအတွက်တူဆူတောင်းပေးရန်လိုအပ်ပါတယ် 우리 인간은요, 서로 사랑하고 서로 도와줘야 돼요. ကျွန်တော်လူသားတွေစင်ကတော့အချင်းချစ်ပြီးမှပေါ့နော်အချင်းကိုညီရိုင်းပြင်းပေးတတ်ဖို့တွေ့လက်ပါတယ် 그리고 서로 기도해 줘야 됩니다. ပြီးတော့အချင်းပေါ့နော်တယောက်အတွက်တယောက်ဆူတောင်းပေးတတ်ဖို့တွေ့လိုအပ်ပါတယ် 스스로 계시는 분은 하나님밖에 없습니다. မိမိကိုယ်ကိုမိမိလွတ်လပ်စွာနေထိုင်နိုင်သူဟာဘုရားသခင်အပြင်ဘယ်သူမှမရှိဘူး 우리 인간은 절대로 스스로 있을 수가 없어요. ကျွန်တော်လူသားတွေစင်ကတော့ပေါ့နော်လုံးဝအကိုမိမိကိုယ်ကိုမိမိတယောက်တည်းရပ်တည်နိုင်သူများမဟုတ်ပါဘူး 예, 스스로 계실 수 있는 분은 한 분밖에 없습니다. ဒါကြောင့်ပေါ့နော်မိမိကိုယ်မိမိတယောက်တည်းရပ်တည်နိုင်သူဟာဘုရားသခင်တစ်ပါးတည်းအပြင်ဘယ်သူမှမရှိဘူး 여호와 하나님밖에 없어요. ဒါကြောင့်အဲ့ဒီသူကတော့ယေဟောဝါထာဝရဘုရားပဲဖြစ်ပါတယ် 예, 그래서 하나님은 독립적이신 분입니다. ဒါကြောင့်ဘုရားသခင်စင်ကတော့ပေါ့နော်လွတ်လပ်စွာတယောက်တည်းနေထိုင်သူဖြစ်ပါတယ် 예. 자, 그래서 이 말은 아주 중요합니다. ဒါကြောင့်ဒီစကားကအရေးကြီးသောစကားဖြစ်ပါတယ် 이 스스로 자꾸 있기를 원하고 독단적으로 그래 살면요, 인간은 교만해집니다. ပြီးတော့မိမိကိုယ်ကိုမိမိပေါ့နော်တစ်ဖက်သက်ပေါ့နော်တကယ်ဗာလဲမိမိကိုယ်ကောင်းဆန်တဲ့လူစင်ကတော့တကယ်အန္တရာယ်များလာပါတယ် 그래서 많은 문제가 생기는 겁니다. ဒီလိုမျိုးဖြစ်တဲ့ဆိုရင်ကတော့အရန်အန္တရာယ်များပါတယ် 천사가 스스로 있고자 한 그것 때문에 바로 무너지게 된 겁니다. ကောင်းကင်တမန်ကမိမိကိုယ်ကိုမိမိနေထိုင်ရှင်တဲ့စိတ်ရှိလာတာဖြစ်တဲ့အတွက်ကြောင့်သူဟာကျဆင်းသွားတာဖြစ်ပါတယ် 하나님만 절대적인 분으로 스스로 계신 분입니다. ဒါကြောင့်ဘုရားသခင်တာလည်းအကျွင့်မဲ့ပိုင်ကြသူဖြစ်ပြီးမှအကျွင့်မဲ့လုံးဝအုတ်တုံဖြစ်ပြီးမှပေါ့နော်သူတာလည်းတယောက်တည်းနေထိုင်နိုင်သူဖြစ်ပါတယ် 스스로 계신 분이라는 말이 여호와인데 이는 하야라는 단어에서 비롯되었습니다. ဒါကြောင့်ပေါ့နော်မိမိကိုမိနေနိုင်တဲ့သူမိမိတဘောနဲ့မိမိတည်ရှိနိုင်သူပေါ့နော်ယေဟောဝါဂျေဟောဗာပေါ့နော်ပြီးတော့ဟာယာဆိုတဲ့စကားနဲ့ဆင့်တက်လာတာဖြစ်ပါတယ် 그러면 하나님의 불변성에 대해서 말씀드렸습니다. ပြီးတော့ဘုရားသခင်ရဲ့မပြောင်းလဲခြင်းအကြောင်းအရာကိုအနေငယ်ဝင်ရလိုပါတယ် 하나님은 불변하시다 그 말입니다. ဘုရားသခင်ကပြောင်းလဲခြင်းမရှိသူဖြစ်ပါတယ် 히브리서 13장 8절에 예수 그리스도는 어제나 오늘이나 영원토록 동일하시다 그랬어요. ဟေဘရဲစာခန်းကျမ်း7အပိုင်ငယ်8ထဲမှာယေရှုခရစ်တော်ဒီမနေ့ယနေ့ထောက်နောင်ကာလအစဉ်ပြေမပြောင်းလဲသူဖြစ်တယ်ဆိုပြီးဖော်ပြထားတယ် 우리 인간은 시대마다 세대마다 바뀝니다. ကျွန်တော်လူသားတွေစင်ကတော့ခေတ်ကာလတိုင်းခေတ်ကာလအတိုင်းပေါ့နော်ကျွန်တော်တို့ဟာလူတွေဟာပြောင်းလဲသွားတာဖြစ်ပါတယ် 하나님은 영원히 변하지 않습니다. ဘုရားသခင်တပါးတည်းတာလည်းထာဝရတိုင်အောင်ပြောင်းလဲခြင်းမရှိဘဲနဲ့ဒီတိုင်းတည်ရှိနေသူဖြစ်ပါတယ် 우리의 믿음도 영원합니다. ပြီးတော့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကလည်းထာဝရတည်မြဲမဲ့အရာဖြစ်ပါတယ် 우리 신앙생활 또한 영원한 것입니다. ကျွန်တော်ယုံကြည်ခြင်းအတ္တတာတွေလည်းထာဝရတည်မြဲနေမဲ့အရာဖြစ်ပါတယ် 하나님이 영원하시기 때문에 하나님의 말씀도 영원합니다. ဘုရားသခင်ကထာဝရဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့နှုတ်ကပတ်တော်ဒီလည်းထာဝရတည်မြဲတာဖြစ်ပါတယ် 네, 이 세상의 모든 책, 모든 이론 다 바뀝니다. ဒီလောကထဲမှာရှိတဲ့စာအုပ်တွေအားလုံး theory တွေအားလုံးကဒီလိုမျိုးပြောင်းလဲခြင်းရှိတာဖြစ်ပါတယ် 네, 하나님 말씀만 바뀌지 않습니다. သို့တော့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တာလည်းပြောင်းလဲခြင်းမရှိတာဖြစ်ပါတယ် 네, 아무리 이 땅에 좋은 이론과 아무리 좋은 것은 있어도 200년이 지나면 다 바뀌고 없어요. ဒီလောကထဲမှာဘလောက်ပဲကောင်းတဲ့ theory တွေဝါဒတွေဖြစ်စေပေါ့နော်နှစ်ပေါင်း100 200လောက်ကျော်သွားတဲ့အခါမှာဆိုရင်တော့လုံးဝအဲ့ဒီ theory အားလုံးကပြောင်းလဲသွားတဲ့အရာကိုတွေ့ရမှာဖြစ်ပါတယ် 하나님만이
불변하시다. ဒါကြောင့်ဖျားသခင်တပါးတည်းတာလည်းပြောင်းလဲခြင်းမရှိပါ 자, 그 다음에 세 번째가 하나님의 무한성입니다. ပြီးတော့တတိယအချက်နဲ့ဖြင့်ဖျားသခင်ရဲ့ဗာလဲအကန့်အသတ်မဲ့ခြင်းဖြစ်ပါတယ် 시편 90편 2절에 산이 생기기 전에 땅과 세계도 주께서 조성하기 전 곧 영원부터 영원까지 주는 하나님이시다. 그래 말했어요. ပြီးတော့ဒီမှာကျမ်းစာထဲမှာဆရန်ကျမ်းခန်းကြီး90ထဲမှာတောင်များမပေါ်မီမပေါ်မီမြေကြီးကိုရောမဖန်ဆင်းမီထောက်ရကာလမှာထောက်ရကာလတိုင်အောင်ကိုရောဒီဖျားဖြစ်တော်မူ၏လို့ဖော်ပြထားပါတယ် 예, 하나님은 무한하신 하나님이십니다. ဖျားသခင်ကအကန့်အသတ်မဲ့တော့ဖျားဖြစ်ပါတယ် 예, 절대적이다 그 말입니다. ပြီးတော့အဆုံးမဲ့ဖျားပေါ့နော်အကျွင်းမဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ် 그러니까 한계가 없다 그 말이에요. သူကတော့အကန့်အသတ်တစ်ခုမရှိဘူးလို့ပြောချင်တာဖြစ်ပါတယ် 자, 이사야 40장을 한번 찾아볼까요? ရရှားတက္ကသိုလ်ခန်းကြီး40ကိုကျွန်တော်တို့တစ်ချက်လောက်ရှာကြည့်ကြအောင်ရရှား40 자, 이사야 40장 27절에서 31절까지 한번 읽어주세요. 29မှ31အထိသူတို့ကဖတ်ရအောင်29မှ31အိုယာကုပ်အမျိုးတင်တွားတော်လမ်းကိုထာဝရဘုရားသိတော်မမူဟုအဘေကြောင့်ပြောတယ်နဲ့အိုအေတေလာအမျိုးတဲ့ အမှုကိုတင်ဤဘုရားသခင်မတ်တော်မမူဟုအဘေကြောင့်ဆိုရတယ်နဲ့ထာဝရဘုရားဒီအစဉ်အမြဲတည်တော်မူသောဘုရားဖြစ်ကြောင်းကို၎င်းမြေကြီးစွန်းတန်အောင်ဖန်ဆင်းတော်မူသောအရှင်ဖြစ်ကြောင်းကို၎င်းမောတော်မူခြင်းပြင်ပန်းတော်မူခြင်းမရှိစစ်ရွမကုံနိုင်တော်ညာနှင့်ပြည့်စုံတော်မူသောမူကြောင်းကို၎င်းတင်တင်မတိမကြားဖို့တလောသူဘုရားသခင်ဒီမောတော်တူတို့၏ခွန်အားမောတော်တူတို့အားခွန်အားပေးတော်မူ၏နွမ်းတော်သူတို့အားအစွမ်းတတိနှင့်ပြည့်စုံသောအခွင့်ကိုပေးတော်မူ၏လူပြိုတို့သည်မောရဲ့ပြင်ပန်းခြင်းတို့ရောက်ကြလိမ့်မည်လူလင်တို့ဒီထိမြွေလေးကြလိမ့်မည်ထာဝရဘုရားကိုမျှော်လင့်တော်သူမူကားအားပြကြလိမ့်မည်ရွှေလင်းယုံကဲ့သို့မိမိအတောင်တို့ကိုအတိပြုပြင်ကြလိမ့်မည်ပြေတော်လည်းမပြင်ပန်းခေးတွားတော်လည်းမမောပန်ရအာမင် 아멘. 너는 알지 못하느냐, 듣지 못하느냐, 그래 말했어요. ဒီမှာဆိုရင်ကတော့မင်းမကြားဘူးလားမင်းမသိဘူးလားဆိုရင်ဒီလိုမျိုးဖော်ပြထားပါတယ် 예, 영원하신 하나님, 여호와는 땅끝까지 창조자시다, 그래 말했어요. အဲ့ဒီထာဝရဘုရားဆိုရင်ကတော့ပေါ့နော်မြေကြီးစွန်းတန်အောင်ဖန်ဆင်းရှင်ဘုရားဖြစ်တယ်ဆိုဖော်ပြထားတယ် 예, 피곤치 아니하시며 곤비치 아니하신다 그랬습니다. ပြီးတော့သူဟာမောတော်မူခြင်းပင်ပန်းတော်မူခြင်းမရှိဘူးလို့ပြောတယ် 예, 명철이 한이 없으시고 그랬어요. ပြီးတော့စိတ်ရွမကုံနိုင်တော့ညာနဲ့ပြည့်စုံတော်မူသောအကြောင်းကို၎င်းလို့ဖြစ်တယ် 피곤한 자에게 능력을 주시며 무능한 자에게는 힘을 더하신다 그랬습니다. ပြီးတော့မောတော်သူတို့အားခွန်အားကိုပေးတော်မူ၏နွမ်းတော်သူတို့အားအစွမ်းတတ္တိနှင့်ပြည့်စုံသောအခွင့်ကိုပေးတော်မူ၏လို့ဖော်ပြထားပါတယ် 예, 소년이라도 피곤하고 곤비하고 장정이라도 넘어지며 쓰러진다 그랬어요. ပြီးတော့လူပြူတို့ဒီမောရဲ့ပြင်ပန်းခြင်းတော့ရောက်ကြလိမ့်မည်လူလင်တို့ဒီလည်းထိမရွေလေးကြလိမ့်မည်လို့ဖော်ပြထားတယ် 오직 여호와를 앙망하는 자는 새 힘을 얻는다는 겁니다. ထာဝရဘုရားကိုမျှော်လင့်တော်သူတို့မူကားအားပြည့်ကြလိမ့်မည်လို့ပြော 예, 독수리가 날개치며 올라갔다 그랬습니다. ရွှေလင်းယုံဒီမိမိအတောင်တို့ကိုအသက်ပြုတ်ပြင်ကြလိမ့်မည် 예, 다른 박질하여도 곤비지 아니하고 걸어가도 피곤하지 아니하리로다 ပြီး 그랬습니다. တော့ပြေးတော်လည်းမပြင်ပန်းခီးတွားတော်လည်းမမောပန်းရလို့ဖော်ပြထားပါတယ် 예, 그 무한하신 하나님의 능력을 말합니다. ဒီအရာဆိုရင်ကတော့လုံးဝအကန့်အသတ်မရှိတော့ဘုရားသခင်ရဲ့တကူတော်ကို 우리 인간은 유한한 인간입니다. တို့တော့ကျွန်တော်တို့လူသားတွေဆိုရင်ကတော့ပေါ့နော်အကန့်အသတ်တစ်ခုရှိတော့လူတွေဖြစ်ပါတယ် 그러니까 우리 인간은 한계가 있다 그 말이에요. ဒါကြောင့်လူတွေကနောက်ထပ်အကန့်အသတ်တစ်ခုရှိတာဖြစ်ပါတယ် 예, 그래서 유한한 우리 인간이 무한하신 하나님을 늘 바라봐야 돼요. ဒါကြောင့်ကျွန်တော်ကအကန့်အသတ်တစ်ခုရှိတဲ့ကျွန်တော်လူသားတွေဟာအကန့်အသတ်မဲ့ဖြစ်တဲ့ဘုရားသခင်ကိုအမြဲတမ်းမျက်မှောက်ပြုဖို့အတွက်လိုအပ်ပါတယ် 여러분들이 신학 공부한다고 굉장히 힘들고 어렵습니다. သင်တို့တွေဓမ္မပညာသင်ယူရင်းနဲ့အရန်ပဲခက်ခဲပြင်ပန်းတဲ့အရာတွေအများကြီးရှိနိုင်ပါတယ် 예, 여호와를 앙망하는 자는 새 힘을 준다 그랬습니다. ဒီညထဲမှာထာဝရဘုရားကိုမျက်မှောက်ပြုတော်သူတို့ကိုခွန်အားပေးမယ်ဆိုမှဖော်ပြထားတယ် 여러분 기도하시면서 신학 공부하시기 바랍니다. ကျွန်တော်ဒီဆွတ်တောင်းရင်းနဲ့ဓမ္မပညာကိုတင်ယူကြရန်တိုက်တွန်းလိုပါတယ်
예, 하나님은 지금도 한국에도 역사하고 미얀마에도 역사합니다. ဖခင်သခင်ကအခုကိုရီးယားနိုင်ငံမှာအမှုပြုနေတယ်ညီတူမြန်မာနိုင်ငံမှာလည်းအမှုပြုလျက်ရှိနေတာ 예, ဖြစ်ပါတယ် 예, 그래서 하나님 앞에 기도하면 됩니다. ဒါကြောင့်ကျွန်တော်တို့ဖခင်သခင်ရှေ့မှာဆုတောင်းရင်ရပြီ 자, 그 다음에 하나님의 단일성에 대해서 단일성. ပြီးတော့နောက်တစ်ခုကတော့ဖခင်သခင်ရဲ့တလုံးတဝတည်ဖြစ်ရှိခြင်းအကြောင်းအရာကိုဖော်ပြလိုပါတယ် 자, 이 말은 무슨 말이야? 하나님은 영과 육으로 나누어진 것이 아닙니다. ပြီးတော့ဖခင်ဒီစကလုံးအတိတ်ပဲကတော့ဖခင်သခင်ကသူ့ရဲ့ဝိညာဉ်နဲ့ခန္ဓာပြီးတော့တိတန့်ဖြစ်တာမဟုတ်ဘူး 그러니까 우리 인간은 영과 육으로 나누어져 있잖아요. တို့တော့ကျွန်တော်တို့လူတွေဆိုရင်ကတော့ပေါ့နော်ဝိညာဉ်နဲ့ခန္ဓာကဒီလိုမျိုးတစ်ခုနဲ့တစ်ခုတိတန့်ရှိပါတယ် 예, 하나님은 영과 육으로 나누어지신 분이 아니고 단일이다, 단일. ဖခင်သခင်ဆိုရင်ကတော့ပေါ့နော်ဝိညာဉ်နဲ့ခန္ဓာကွဲပြားနေတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတစ်ခုတည်းရှိနေတော့ဖခင်ဖြစ်တယ် 영이시며 한 하나님이십니다. ပြီးတော့ဖခင်သခင်ကဝိညာဉ်ဖြစ်ပြီးမှတပါးတည်တော်သူဖြစ်ပါတယ် 자, 그리고 이제 보편성입니다. 보편성. ပြီးတော့နောက်ထပ်ပေါ့နော်ဗာလဲပြောင်းလဲခြင်းမရှိရှင်လား 하나님은 지식의 하나님이십니다. ဖခင်သခင်ဆိုရင်ကတော့ဉာဏ်ပညာနဲ့ပြည့်စုံတော့ဖခင်ဖြစ်ပါတယ် 예, 지혜의 하나님이다 그 말입니다. ဖခင်သခင်ကဉာဏ်ပညာဖခင်ဖြစ်တယ်လို့ပြောချင်တာဖြစ်ပါတယ် 예, 선의 하나님이십니다. ပြီးတော့သူဟာကောင်းမြတ်တော်ဖခင်ဖြစ်ပါတယ် 예, 사랑의 하나님이십니다. ချစ်ချင်းမေတ္တာရှင်ဖြစ်ပါတယ် 예, 거룩하신 하나님이십니다. သူဟာတန်ရှင်းစင်ကြယ်တော်ဖခင်ဖြစ်ပါတယ် 예, 의의 하나님이십니다. ပြီးတော့သူဟာဖြောင့်မတ်တော်ဖခင်ဖြစ်တယ် 진실하신 하나님이십니다. တမန်တရားတစ္ဆာတရားနဲ့ပြည့်စုံတော်သူဖြစ်ပါတယ် 예, 주권을 가지신 하나님이십니다. ပြီးတော့အချုပ်အခြာအာဏာပိုင်တအုပ်စုသူဖြစ်တယ် 자, 이런 말들은 다른 종교에도 많이 쓰는 단어입니다. ဒီလိုမျိုးစကားလုံးတွေဆိုရင်ကတော့အခြားသောဘာသာတရားတွေအထက်မှာလည်းအများကြီးသုံးလုံးတော့စကားလုံးတွေဖြစ်ပါတယ် 그러나 다른 종교에서 절대로 속성에 속한 부분을 말할 수가 없습니다. သို့တော့ဒီဖျားခင်နဲ့ပတ်သက်ပြီးမှအခြားသောဘာသာတရားမှာရှိတဲ့သူရဲ့ဖြစ်တည်မှုနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဟာအားလုံးဘာလဲနိုင်ရှင်လို့မရတဲ့အရာများရှိပါတယ် 보편적인 속성은 일반적인 종교성을 나타냅니다. ပြီးတော့ဒီစัจ java လာလုံးဆိုင်ရာဒီဘက်စုံမှုပေါ့နော်ဒီအရာပေါ့နော်တခြားသောဘာသာတရားတွေအထက်မှာလည်းရှိတဲ့အရာဖြစ်ပါတယ် 하나님의 속성이 우리의 발판입니다. သို့တော့ကျွန်တော်တို့ဖျားသခင်ဂုံတတ္တိတွေကကျွန်တော်တို့ရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ် 예, 보좌의 배경입니다. ကျွန်တော်တို့နောက်ခံကတော့ဒါကျွန်တော်တို့ရဲ့အခြေခံကတော့ဒါလင်တော်ဖြစ်ပါတယ် 예, 우리 신앙생활의 가장 큰 발판이 창조주 하나님이십니다. ကျွန်တော်တို့ယုံကြည်သူရဲ့အကြီးမားဆုံးအခြေခံအုတ်မြစ်ကတော့ဖန်ဆင်းရှင်ဖျားသခင်ပဲဖြစ်ပါတယ် 스스로 계시는 하나님을 믿는 것입니다. မိမိကိုမိမိနေထိုင်တော့ဖျားသခင်ကိုယုံကြည်တော်သူတွေဖြစ်ပါတယ် 하나님은 변하지 않습니다. ဖျားသခင်ကပြောင်းလဲခြင်းမရှိပါ 영원하신 분입니다. ထောက်ရတည်မြဲသူဖြစ်တယ် 예, 능력이 무한하신 하나님이십니다. သူရဲ့တကူတော်လည်းပေါ့နော်အနန္တတကူရှင်ဖြစ်ပါတယ် 하나님은 이 종교에도 있고 저 종교에도 있는 그런 분이 아닙니다. ဘုရားသခင်ဒီဘာသာတရားထဲမှာလည်းနေထိုင်ပြီးမှဟိုဘာသာတရားထဲမှာလည်းနေထိုင်ဒီလိုမျိုးပုဂ္ဂိုလ်မဟုတ်ဘူး 예, 하나님은 한 하나님이십니다. ဘုရားသခင်ကတဆူဒီတော်ဖျားဖြစ်ပါတယ် 예, 그래서 구원받은 사람들끼리 어느 민족이라도 다 통하는 것입니다. ဒါကြောင့်ကေတင်ရှင်ရရှိတဲ့လူတွေဆိုရင်ကတော့ပေါ့နော်ဘယ်လိုမျိုးလူဖြစ်ပါစေအားလုံးဝိညာဉ်အားဖြင့်အချင်းချင်းတင်မျိုးချိတ်ဆက်မိတာဖြစ်ပါတယ် 저는 한국에 있고 여러분들은 미얀마 있잖아요. ကျွန်တော်ဆရာကိုရီးယားနိုင်ငံမှာနေထိုင်ပြီးမှကျွန်တော်ဒီကမြန်မာနိုင်ငံမှာနေထိုင်ကြတာဖြစ်ပါတယ် 예수 그리스도 안에서 다 서로 통하는 거예요. သို့တော့ကျွန်တော်တို့ရဲ့စိတ်တဘောတွေကတော့ယေရှုခရစ်တော်အထက်ကနေကျွန်တော်အချင်းချင်းစီလိုမျိုးချိတ်ဆက်မိနိုင်တာဖြစ်ပါတယ် 그래 복음으로 이 성령으로 이 말씀으로 통하는 거예요, 언약으로. ပြီးတော့ဧဝံဂေလိတရားအားဖြင့်တန်ရှင်တော်ဝိညာဉ်တော်မှုပြုခြင်းအားဖြင့်ဒီနှုတ်ကပတ်တော်တွေအားဖြင့်ကျွန်တော်ဟာအချင်းချင်းဒီမျိုးဗာလဲတယောက်နဲ့တယောက်ဒီမျိုးချိတ်ဆက်လို့ရတာဖြစ်ပါတယ် 그래서 우리의 배경은 하늘나라입니다. ပြီးတော့ကျွန်တော်ရဲ့နောက်ခံကကောင်းကင်နိုင်ငံတော်ဖြစ်ပါတယ်
그러니까 우리 하늘나라 시민권자잖아요, ကျွန် 우리가. တော်ဟာကောင်းကင်နိုင်ငံတော်ရဲ့မှတ်ပုံတင်ကိုကင်ဆွဲထားသူများဖြစ်ပါတယ် 자, 인간적인 국적은 서로 다릅니다. ကျွန်တော်လူလူတယောက်အနေဖြင့်ပေါ့နော်ကျွန်တော်နိုင်ငံသားဖြစ်ခြင်းကတော့လုံးဝခြားနားပါတယ် 예, 저는 대한민국 사람이고 여러분들은 미얀마 사람입니다. တင်တို့ကတော့ဆရာကတော့ကိုရီးယားနိုင်ငံသားဖြစ်ပြီးမှတင်တို့ဟာမြန်မာနိုင်ငံသားတွေဖြစ်ပါတယ် 예, 국적은 다르지만은 예수 그리스도 안에서 우리는 한 형제요 자매입니다. ကျွန်တော်ဟာနိုင်ငံကတော့ခြားနားတော်ညာလေနိုင်ငံကမတူညီနိုင်တော်ညာလေ 예, ယေရှုခရစ်တော်အထက်နဲ့ကျွန်တော်အားလုံးဟာညီအကိုတွေဖြစ်ပါတယ် 우리는 하나님의 나라의 백성이요 시민권자입니다. ကျွန်တော်ဟာဘုရားသခင်နိုင်ငံတော်ရဲ့လူမျိုးတော်တွေဖြစ်ပြီးမှဘုရားသခင်ရဲ့နိုင်ငံသားများဖြစ်ပါတယ် 네, 그래서 여러분들은 보호자의 망대 여정 이정표의 언약을 굳게 잡아야 돼요. ဒါကြောင့်တင်တို့စင်ကတော့ပလင်တော်ရဲ့ရဲတိုင်ခစ်စမတ်တိုင်ပဒိညင်ကိုတေချာစွာကန်ဆွဲတော်ဖို့တက်လက်ပါတယ် 하나님의 보호자의 칠망대, ဘုရားသခင်နိုင်ငံတော်ရဲ့ရဲတိုင်ခုနှစ်ခု 하나님 나라의 보호자의 여정을 가야 되고요. ဘုရားသခင်ရဲ့နိုင်ငံတော်ရဲ့ပလင်တော်ရဲ့ခရီးစဉ်ပလင်တော်ကသွားလက်ရှိတော်ခရီးစဉ်ကိုသွားဖို့လိုပါတယ် 하나님 보호자의 이정표가 우리에게 있어야 돼요. ဘုရားသခင်ရဲ့နိုင်ငံတော်ရဲ့ပလင်တော်ရဲ့မတ်တိုင်တွေမှာကျွန်တော်မတ်တိုင်တွေကကျွန်တော်ရဲ့ဘဝအတ္တမှာရှိဖို့တက်လက်ပါတယ် 자, 그러면 이 마지막 시간에 오늘 777에 대해서 조금 설명하고 마치겠습니다. နောက်ဆုံးအချိန်အနေဖြင့်ဆရာကခွန်ဆူတောင်းခြင်းကိုအနေငယ်ဝင်ငါပြီးမှအဆုံးတတ်ပါမယ် 보호자의 칠망대, အခုကဆရာတို့အားလုံးတည်ထားပြီးသားအကြောင်းအရာဖြစ်တဲ့ဗာလဲရဲတိုက်ခုနှစ်ခုအကြောင်းအရာဖြစ်ပါတယ် 그러니까 내 속에 하나님의 망대가 세워져야 됩니다. ပြီးတော့ကျွန်တော်ရဲ့အထဲမှာဘုရားသခင်ရဲ့ရဲတိုက်ကိုတည်ဆောက်ဖို့တက်လက်ပါတယ် 성삼위 하나님이 내 안에 임하도록 해야 됩니다. သုံးပါးဆိုဘုရားသခင်ကကျွန်တော်ရဲ့အထဲမှာတည်နေဖို့အတွက်လက်ပါတယ် 예, 알게 모르게 우리 안에 사단의 망대가 세워져 있어요. ကျွန်တော်မသိတော့ညာလဲကျွန်တော်ရဲ့အထဲမှာစာတန်ရဲ့ရဲတိုက်ကတည်ရှိလက်နေပါတယ် 예, 창세기 3장, 6장, 11장에 망대가 오래된 망대가 있어요. ကပ္ပဦးကျမ်းခန်းကြီး3:6-7ဆိုတဲ့ဒီအချိန်အကြာကြီးကျွန်တော်စီမှာရှိနေပြီးသားရဲတိုက်တွေကကျွန်တော်အထဲမှာရှိနေတယ် 예, 그래서 우리는 성삼위 하나님의 망대로 세워야 돼요. အဲ့ဒီအရာကိုပြောင်းလဲပြီးမှကျွန်တော်တို့ရဲ့အထဲမှာသုံးပါးဆိုဘုရားသခင်ရဲ့ရဲတိုက်ကိုတိဆောက်ထားဖို့တက်လက်ပါတယ် 예. 잠언 18장 10절에서 11절에 보면은 하나님의 이름은 견고한 망대라 그랬어요. ပြီးတော့တုတ်တန်ကျမ်းအခန်းကြီး18ထဲမှာဆိုရင်ကတော့ဂျမ်မွန်18ကျမ်း 잠언 18장 10절에서 11절. 30မှ17ထဲမှာဆိုရင်ကတော့ဗောနော်ထောရဖျားဤနာမတော်ဒီခိုင်ခန့်တော်ရဲတိုက်ဖြစ်၍လို့ဖော်ပြထားပါတယ် 예. 예, 그래서 의인은 거리로 달려가서 안전함을 얻느니라 그랬죠. ဒီမှာဆိုရင်ကတော့ဖြောင့်မတ်တော်သူတို့ဒီပြေးဝင်တစ်ဖြင့်လုံခြုံစွာနေရကြ၏လို့ဖော်ပြထားတယ် 시편 61편 3절에는 주는 나의 피난처시오 그랬어요. ပြီးတော့စာလံကျမ်း61အပိုင်ငယ်3လောက်မှာဆိုရင်ကတော့ဗောနော်ထောရဖျားဒီငါရဲ့ကိုယ်ကာယဖြစ်တယ်လို့ပြောတယ်ငါရဲ့ခိုလုံရဖြစ်တယ် 원수를 피하는 견고한 망대라 그렇게 말했어요. ပြောဆိုပြီးတော့ရန်သူတို့ကိုကာကွယ်မဲ့ဗာလဲငါရဲ့အကွယ်အကာဖြစ်တယ်လို့ဖော်ပြထားတယ် 예, 하나님이 우리의 피난처시고 하나님이 우리의 망대다 그 말입니다. ဘုရားသခင်ကကျွန်တော်ရဲ့ကိုယ်ကာယကျွန်တော်ရဲ့ရဲတိုက်ဖြစ်တယ် 자, 그래서 우리 교회 또 내 안에 성부, 성자, 성령 삼위일체 하나님의 망대가 세워져야 됩니다. ဒါကြောင့်ကျွန်တော်တို့ရဲ့အတင်းတော်အထဲမှာကျွန်တော်ရဲ့အထဲမှာသုံးပါးဆိုဘုရားသခင်ရဲ့ရဲတိုက်ကိုတိဆောက်ထားဖို့တက်လက်ပါတယ် 자, 그래 성삼위 하나님의 망대 위더 임마누엘 원니스. သုံးပါးဆိုဘုရားသခင်ရဲ့ရဲတိုက် with Emmanuel oneness 위더는 나와 함께 하시는 하나님이죠. ပဲ with လို့ပြောတဲ့အခါမှာဘုရားသခင်ကငါနဲ့အတူတကွရှိရှင်ငါနဲ့အတူတကွရှိတော့ဘုရားလို့ပြောရှင်တာဖြစ်ပါတယ် 예, 하나님은 나와 함께 하십니다. ဘုရားသခင်ကငါနဲ့အတူတကွရှိနေပါတယ် 하나님은 한 번도 우리를 버리신 이 없고 떠나신 적이 없습니다. ဘုရားသခင်ကတစ်ချိန်တစ်ခေါက်မှကျွန်တော်ကိုစွန့်ပစ်ခြင်းကျွန်တော်ကနေထွက်ခွာသွားခြင်းမရှိပါဘူး 자, 임마누엘은 우리와 함께 하시는 하나님이죠. အေမာနွေလလို့ပြောတဲ့အရာမှာဒါတော့ငါတို့နဲ့အတူတကွရှိတော့ဘုရားလို့အသိပေးရပါတယ် 지금 여러분 그 신학교에 함께하는 거기에 함께 하시는 그분이 임마누엘 하나님이십니다. ဒါကြောင့်သင်တို့ရဲ့စံစာကြောင်းတွေအထက်မှာသင်တို့နဲ့အတူတကွ
ဘောနော်ရှိနေတဲ့ဘုရားသခင်ကိုအေမာနွေလဘုရားလို့ပြောပါတယ် 예, 원리스가 뭡니까? ဒါဆိုရင်ကတော့ oneness ကပါလို့ဆိုတော့လေ 로마서 8장 28절 말씀이에요. ရမဩဝါစာအခန်းကြီး၈ပိုင်းငယ်28ထဲကအကြောင်းအရာ 하나님이 사랑하는 자에게 모든 것을 합력하여 선을 이루게 하신다 그 말입니다. အာအဲ့မှာဆိုရင်ကတော့ဘာပြောလဲဆိုရင်ကတော့ဘုရားသခင်ကိုချစ်တော်မူတော်သူတည်းဟူသောကြံစီတော်မူသည့်အတိုင်းခေါ်တော်မူသောသူတို့အားအကျိုးကိုခတ်သိမ်းသောအရာတို့ဒီတည်ငြိမ်တညွတ်တည်ပြုစုကြသည်ကိုငါတို့သိကြရလို့ပြောတာ 그러니까 모든 일, 문제, 사건 그거 다 하나님이 합력하여 선을 이루십니다. ပြောရှင်တဲ့အရာကသင်တို့စီမှာဖြစ်လာတဲ့အမှုကိစ္စတွေအဖြစ်ပြက်တွေအားလုံးကိုဘုရားသခင်ကအတူတကွရှိပြီးမှအဲ့ဒီအမှုအရာကိုဗာလဲအကောင်းဆုံးပြည့်စုံစေတယ်သူကအတူတကွ 예, ပါဝင်လှုပ်ဆောင်ပေးတဲ့အရာကိုဆိုလိုတာဖြစ်ပါတယ် 자, 우리나라에 대한민국에 사랑의 원자탄이라는 손양원 목사님이 계셨어요. ပြီးတော့ဒီကိုရီးယားနိုင်ငံမှာပေါ့နော်ဒါဆွန်ညန်းကြီးဆိုတဲ့အာဒီတင်းဥစ္စာတယောက်ရှိတယ် 어, 손양원 목사님 아들이 둘이가 있었는데 동인이와 동신이 있었어요. ပြီးတော့အဲ့ဒီသားနှစ်ယောက်ပေါ့နော်သူတို့အမွာညီကိုရှိခဲ့တယ် 자, 우리가 그 당시에 공산당들한테 이 두 아들이 죽었어요. ပြီးတော့အဲ့ဒီချိန်ကာလပေါ့နော်ကွန်မြူနစ်ကျင့်သုံးတဲ့ချိန်ကာလဒီသားသူတို့အကြောင်းပေါ့နော်ဒီသားနှစ်ယောက်ကဒီမျိုးတည်တော့ခဲ့ရတယ် 그는 손양호 목사님이 두 아들이 친구가 죽였단 말이에요. ပြီးတော့ဒီဆရာရဲ့ဒီသားနှစ်ယောက်စလုံးကပေါ့နော်သူ့ရဲ့တငယ်ချင်းနဲ့ဖြစ်တဲ့သားနှစ်ယောက်စလုံးကတည်သွားပြီ 자, 그래 며칠간 식음을 전폐하고 방에 누워 계셨어요. ပြီးတော့နှစ်ရက်အနေငယ်ပေါ့နော်သူဟာဒီအခန်းထဲမှာဒီတိုင်းပဲသူဟာ၄ယောက်နေခဲ့တယ် 자, 그때 강도사님이 계셨는데 그 강도사님이 이제 먹을 것과 물과 이런 걸 이래 봉사를 했습니다. အဲ့ဒီချိန်မှာပေါ့နော်လူတစ်ယောက်ကသူ့ကိုဗာလဲသူစားဖို့တောက်ဖို့တဲ့အားလုံးကိုသူ့အတွက်ပေါ့နော်ဒီလိုမျိုးကူညီပေးခဲ့တယ် 그 목사님이 아무 뭐 그것도 마시도 먹도 않고 있으니까 며칠 후에 성경책을 갖고 가서 성경을 읽어줬어요. ပြီးတော့တရုတ်ဆရာကဘာမှလည်းမစားမတောက်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်သူဟာဒီမျိုးကျန်းစာအုပ်ကိုယူလာပြီးမှကျန်းစာအုပ်ကိုသူ့ကိုဖတ်ပြပေးခဲ့တယ် 예, 그 말씀이 로마서 8장 28절이에요. အဲ့ဒီကျမ်းချက်ကတော့ရောမစာခန်းကြီး၈အပိုင်ငယ်28ဖြစ်ပါတယ် 하나님 사랑하는 자에게 모든 것을 합력하여 선을 이루신다고 그랬어요. ဘုရားသခင်ကသူချစ်တဲ့သူကိုပေါ့နော်အရာအားလုံးကိုအရာခတ်သိမ်းတော့အရာတို့ကိုတညီတညွတ်တည်ပြုစုကြသည်ကိုပြုစုကြဒီဆိုမှဒီအကြောင်းရ 그 말씀에 모든 일, 모든 일에 그 모든 일에는 기쁨과 슬픔과 모든 게 다 있잖아요. ဒီညာထဲမှာပေါ့နော်အမှုအရာအားလုံးပေါ့နော်အရာခတ်သိမ်းပြီးတော့ကြံစီတော်မူတော့ပြီးတော့အရာခတ်သိမ်းလို့ဖော်ပြထားတာပေါ့နော်ဒီညာထဲမှာဆိုရင်ကတော့ 예, ဝမ်းနည်းခြင်းကြေကွဲခြင်းဝမ်းမြောက်ခြင်းအရာခတ်သိမ်းပါတာဖြစ်ပါတယ် 예, 그래서 손야호 목사님이 일어나셔서 예, 장례식 날 감사를 했어요. ပြီးတော့ဆရာပေါ့နော်အဲ့ဒီမျိုးဒီကျမ်းချက်ကိုကြားရပြီးရဲ့နောက်မှာအဲ့တင်းဦးဆရာပေါ့နော်သူ့ရဲ့သားနှစ်ယောက်ကိုဒီမျိုးမြုံနှံတော်မဲ့နေ့မှာပဲသူကဖျားကိုကျေးဇူးတင်တဲ့အကြောင်းအရာကိုသူပြောခဲ့တယ် 예, 두 아들을 미국 유학 보내려고 했는데 천국으로 간 거 감사합니다 이랬어요. ပြီးတော့သူ့သားနှစ်ယောက်ကိုအမေရိကန်နိုင်ငံကိုပို့ပြီးမှပညာတော်တင်တွားခိုင်းဖို့အတွက်ပြင်ဆင်ထားတယ်တို့တော့ဒီချက်ပူ၍ကောင်းတဲ့ကောင်းကင်နိုင်ငံတို့ကိုဘုရားသခင်ကပို့ဆောင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်တဲ့ဆွေမတီလူဝန်ခံခဲ့တယ် 예, 미국 가서 타락할 수도 있는데 타락하기 전에 천국 가게 된 거 감사합니다 အ 그랬어요. မေရိကန်တွိုင်းမှာသူတို့ဟာပျက်စီးသွားနိုင်တယ်ဒီလိုမျိုးသူတို့ရဲ့ဘဝအသက်တာမပျက်စီးခင်မှာကောင်းကင်နိုင်ငံကိုဘုရားသခင်ပို့ဆောင်ပေးတဲ့အတွက်ကျေးဇူးတင်တယ်လို့ဆုတောင်းခဲ့တယ် 예, 순교자 한 명도 감사한데 두 아들을 순교 제물 되어서 감사합니다 그랬어요. ပြီးတော့ဒီမျိုးမာသူရဖြစ်တဲ့လူတစ်ယောက်ဖြစ်ရင်တောင်မှအရန်ပဲကျေးဇူးတင်ဖို့ကောင်းတော်ညာလေပေါ့နော်တားနှစ်ယောက်စလုံးကိုဒီမျိုးမာသူရဖြစ်စေတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ဆိုမှချီတော့ချီးမွမ်းခဲ့တယ် 아들을 죽인 친구를 용서할 수 있는 마음 주신 거 감사합니다 그랬어요. ပြီးတော့သူ့ရဲ့သားကိုတတ်လိုက်တဲ့ဒီဗာလဲဒီလူကိုခွင့်လွတ်နိုင်တော့ခွန်အားစိတ်နှလုံးသားကိုပေးတဲ့အတွက်ကျေးဇူးတင်တယ်ဆိုဆုတောင်းခဲ့တယ် 그
아들을 죽인 그 친구를 용서하고 양자로 삼았습니다. တူတားကိုတတ်ခဲ့တဲ့ဒီသူတို့ရဲ့တငယ်ချင်းကိုပေါ့နော်အဲ့ဒီလူကိုပေါ့နော်အဲ့လူကိုသူ့ရဲ့အမွေးစားသားအဖြစ်မွေးစားခဲ့တယ် 그러니까 어떤 일을 만나든지 어떤 문제가 와도 하나님은 합력하여 선을 이루신다 그 말입니다. ဒါကြောင့်ဘယ်လိုမျိုးပြဿနာတွေဘယ်လိုမျိုးအဖြစ်အပျက်တွေကြုံလာတော့ညာလဲဘုရားသခင်ကအရာခတ်သိမ်းကိုပါလဲအကောင်းအဖြစ်အကောင်းဆုံးလုပ်တဲ့ဘုရားဖြစ်ပါတယ် 네, 성삼위 하나님의 망대가 세워주시기를 바랍니다. ငါတော်မဆိုဘုရားသခင်ရဲ့ရေတိုက်ကသူတို့အထဲမှာတိဆောက်ချရန်တိုက်တွန်းပါတယ် 자, 우리 보좌의 능력 9가지 있잖아요. ပြီးတော့ပလင်တော်ရဲ့တကူ9ခုအကြောင်းအရာရှိပါတယ် 네, 3초월, 3생명, 3전무후무. ပြီးတော့ကျော်လွန်ချင်း3ခုအသက်3ခုမရှိစဖို့နောင်လည်းမရှိတော့မဲ့အရာ3ခုဆိုမှရှိပါတယ် 자, 3초월은 보좌의 축복 배경, 시공간 초월, 237 파수망대 플랫폼 영적 안테나입니다. ပြီးတော့ကျော်လွန်ချင်း3ခုဆိုရင်ကတော့ဗောနော်ပလင်တော်ပြီးတော့အချိန်နေရကျော်လွန်ချင်းပြီးတော့ဝင်ပန်းဆိုင်ရာ platform antenna ပြီးတော့ကင်းမြော်စင်စတဲ့အဖြစ်ဖြစ်ပါတယ် 예, 3생명은 하나님의 형상 회복, 하나님의 생기 회복, 하나님의 생명력 회복입니다. ပြီးတော့အသက်3ခုဆိုရင်ကတော့ဗောနော်ဒါဘုရားသခင်ရဲ့တရံတော်ကိုပြန်လဲရယူခြင်းဘုရားသခင်ရဲ့ဗာလဲတကူကိုရရှိခြင်းဘုရားသခင်ရဲ့အသက်နဲ့ပြည့်စုံခြင်းအရာဖြစ်ပါတယ် 예, 나와 교회 현장에 전무후무의 축복의 응답을 주시는 겁니다. ပြီးတော့ငါနဲ့ငါရဲ့တာသနာကွင်းငါရဲ့အသင်းတော်မှာမရှိစဖို့နောင်လေးမရှိတော့မဲ့အဖြေကိုပေးခြင်းအရာဖြစ်ပါတယ်ဒါတော့မရှိစဖို့နောင်လေးမရှိအချက်3ချက်ပေါ့နော် 3시대를 살려라는 겁니다. 세 번째. ပြီးတော့တတိယအချက်ကတော့ခေတ်ကာလ3ခုကိုအသက်ရှင်စေပါဆိုတဲ့အကြောင်းအရာဖြစ်ပါတယ် 예, 과거를 축복으로 만들어라. ပြီးတော့အတိတ်ကိုကောင်းကြီးမင်္ဂလာအဖြစ်လုပ်ယူပါ 우리의 과거를 발판으로 메시지로 사명으로 만들어야 돼요. ကျွန်တော်ရဲ့အတိတ်ကိုပေါ့နော်ပြီးတော့ mission အဖြစ်message အဖြစ်ကျွန်တော်တို့ဟာခံယူဖို့ထွက်လာပါတယ် 예, 그렇지 않으면 과거가 올무가 되고 상처가 됩니다. အတိတ်ကိုတင်တို့တွေဟာတင်တို့ရဲ့ဘဝရဲ့အခြေခံအုံမြင့်တက်လန်းရအခြေခံအုံမြင့်အဖြစ်တင်တို့တွေဟာသင်ခန်းစာအဖြစ်မယူဘူးဆိုရင်ကတော့ဗာလဲစိတ်ကံရအဖြစ်ကြံရှိနေမှာဖြစ်ပါတယ် 과거 때문에 낙심하고 포기하는 사람 많아요. ပြီးတော့အတိတ်ကြောင့်ပေါ့နော်စိတ်သက်ကြစိတ်ပြက်ပြီးမှအလုံးဝလက်လွတ်အချုံးပေးသွားတဲ့လူတွေအများကြီးရှိပါတယ် 예, 우리는 과거가 우리의 발판이 되고 메시지가 될 줄 믿습니다. အဲကြောင့်ကျွန်တော်တို့ရဲ့အတိတ်ကကျွန်တော်တို့ရဲ့ဗာလဲအခြေခံအုံမြင့်ဖြစ်စေပြီးမှအတိတ်ကကောင်းတယ်မကောင်းတဲ့အရာတွေအားလုံးဟာကျွန်တော်တို့အတွက်သူဘာတွေကိုမျှဝေဖို့အတွက်သတင်းစကား message ဖြစ်စေမယ်ဆိုတာယုံကြည်ပါတယ် 자, 현재는 오늘의 말씀, 오늘의 기도, 오늘의 전도, 선교 속에 들어가야 됩니다. ပြီးတော့ဒီနေ့လက်ရှိအချိန်မှာတော့ပြစ္ဆုတ်ပါမှာတော့ဒီနေ့ရဲ့နှုတ်ကပတ်တော်ဒီနေ့ရဲ့ဆုတောင်းခြင်းဒီနေ့ဧဝံဂေလိပြုခြင်းကောင်းကြီးမင်္ဂလာရယူဖို့အတွက်တို့ဖို့အတွက်လည်းပါတယ် 자, 우리 미래는 237 5천 종족 후대 렘넌트를 살려야 됩니다. ကျွန်တော်ရဲ့အနာဂတ်ကတော့139တွင်ပေါင်း9000နောက်မျိုးဆက်တွေကိုအသက်ရှင်စေဖို့အတွက်လည်းပါတယ် 자, 네 번째, 공중권세 잡은 자를 결박하고 장악하는 그런 축복을 주셨어요. နံပါတ်4အနေဖြင့်ပေါ့နော်အချိန်အကာဒကိုဒီအာကာဒကောင်းကင်တကူကိုအစိုးရတော်မင်းကိုချီနှောင်ဖေရှားနိုင်ရတဲ့ကောင်းကြီးမင်္ဂလာကိုကျွန်တော်တို့ကိုပေးခဲ့ဖြစ်ပါတယ် 에베소서 2장 2절에 공중권세 잡은 자 사탄 마귀입니다. ဧဖေဩစာအခန်းကြီးနဲ့အပိုက်ငယ်1နဲ့အာကာဒကောင်းကင်ရဲ့တကူကိုအစိုးရတော်မင်းလို့ဖော်ပြထားတယ်ဒါကစာတန်ကိုဆိုလိုခြင်းဖြစ်ပါတယ် 이것이 지금 이 지상에 내려와서 온갖 짓을 다 하고 있어요. ဒီစာတန်ကအာကာဒကနေဒီနေ့လောကီနိုင်ငံကိုရောက်လာပြီးမှမကောင်းမှုမှန်သမျှအားလုံးကိုလှုပ်လက်ရှိနေပါတယ် 이 사단과 마귀, 귀신의 세력을 꺾을 수 있는 건세를 하나님이 우리에게 주셨습니다. ဒီစာတန်မာနနတ်ဆိုရင်ဆိုရဲ့တကူတွေကိုချီနှောင်ဖေရှားနိုင်ရတဲ့တကူကိုကျွန်တော်ကိုပေးထားခဲ့ပြီးဖြစ်ပါတယ် 하늘과 땅의 건세를 가지신 분이 우리와 함께 계십니다. ကောင်းကင်မြေကြီးတကူရှင်မြတ်တကူပိုင်တအုပ်စုထားတဲ့မတော်ထိုဖရားကငါတို့နဲ့အတူတူကရှိနေပါတယ် 예, 3단체가 네피림 운동하고 있어요. အဖွဲ့အစည်း3ခုတို့ကကုကြီးမချင်းနေဖလင်မူမန့်ကိုလှုပ်လက်ရှိနေပါတယ်
자, 우리의 명상을 통해서 접신 운동하고 있습니다. ပြီးတော့သူတို့ဒီဟာဝီဒီယိုတွေအားဖြင့်ပေါ့နော်သူတို့ရဲ့အခန္ဓာကိုယ်ထဲမှာနတ်ဝိညာဉ်ကဝင်လာအောင်နတ်ဆိုရင်ဆိုရဲ့ဝိညာဉ်ကဝင်လာအောင်သူတို့လှုပ်ဒီလိုမျိုးလှုပ်ရှားလဲရှိနေပါတယ် 예, 우리는 묵상 운동을 통하여 이들을 치유해야 됩니다. သူတို့ဟာဒီလိုမျိုးလှုပ်နေဖြစ်တဲ့ကြောင့်ကျွန်တော်ဟာနှုတ်ကပတ်တော်ဆင်ရှင်ရှင်လှုပ်ဆော်မှုကိုလှုပ်ပြီးမှဒီလူတွေကိုကျွန်တော်ကုတဖို့တက်လာပါတယ် 그리고 다섯 번째가 성령 충만과 오력입니다. နံပါတ်5အကြောင်းအရာကတော့တန်ရှင်တော်ဝိညာဉ်တော်ပြည့်ဝခြင်းတဲ့တကူ5ခုအကြောင်းအရာဖြစ်ပါတယ် 예, 이것이 보좌의 능력입니다. အဲ့ဒီတကူ5ခုကပလင်တော်ရဲ့တကူဖြစ်ပါတယ် 예, 영력, 지력, 체력, 인력, 경제력. အဲ့ဒီတကူ5ခုကတော့ဝိညာဉ်တကူပြီးတော့ဉာဏ်ပညာခန္ဓာပိုင်းဆိုင်ရာကျမ်းမာရှင်တကူပြီးတော့စီးပွားရေးအင်အားလူအင်အားဖြစ်ပါတယ် 자, 이 힘 가지고 우리는 237, 5천 종족 복음화 해야 됩니다. ကျွန်တော်ဟာဒီတကူ5ခုကိုယူဆောင်ပြီးမှ139လူပေါင်း9000ဧဝံဂေလိပြည့်စုံအောင်လုပ်ဖို့တက်လာပါတယ် 자, 여섯 번째 미래의 응답, 성취를 보고 누리는 것, CVDRP입니다. ပြီးတော့နံပါတ်6အနေဖြင့်ဆိုရင်ကတော့ပြီးတော့အနာဂတ်မှာရောက်ရှိလာမယ့်အရာပေါ့နော်အနာဂတ်ကိုကြိုမြင်ပြီးမှကြိုတင်ပိုင်ဆိုင်ကပြီးတော့ရရှိပိုင်ဆိုင်ရမယ့် CVDI ဖြစ်အကြောင်းအရာဖြစ်ပါတယ် 예, 미리 보고 미리 누리고 미리 정복하는 겁니다. ပြီးတော့ကြိုမြင်ပြီးမှရရှိပိုင်ဆိုင်ထားကကြိုတင်ပြီးမှမတော်ခင်မှာကြိုတင်ပြီးမှသိမ့်ပိုက်ပြီးသားဖြစ်ရမှာဖြစ်ပါတယ် 예, 자, 그 마지막 일곱 번째가 세 가지 뜰입니다. နောက်ဆုံးနံပါတ်9ကတော့နေရာ3ခုအကြောင်းအရာဖြစ်ပါတယ် 자, 세 가지 뜰이 아이들의 뜰, 렘넌트 뜰을 말하죠. ပြီးတော့နေရာ3ခုအထက်မှာပြီးတော့ကလေးတို့ရဲ့နေရာ remnant တို့ရဲ့နေရာပေါ့နော် 예, 치유의 뜰, 기도의 뜰을 말합니다. ပြီးတော့ကုတခြင်းနေရာဒါတော့ဆုတောင်းခြင်းနေရာကိုဆိုလိုခြင်းဖြစ်ပါတယ် 예, 237의 뜰, 다민족, 이방인 뜰을 말합니다. ပြီးတော့139နိုင်ငံရဲ့နေရာပြီးတော့လူမျိုးတကာတို့ရဲ့နေရာပေါ့နော်ကိုဆိုလိုတာဖြစ်ပါတယ် 이게 보좌의 7망대입니다. ခုနကတော့အခုဆရာကပြောထားတဲ့အကြောင်းအရာ9ချက်ဆိုရင်ကတော့ပလင်တော်ရဲ့ရဲတိုက်9ခုအကြောင်းအရာကိုရှင်းပြသွားတာဖြစ်ပါတယ် 이 보좌의 7망대의 가장 중요한 게 성부, 성자, 성령 삼위일체 하나님 위더 임할 원리서의 망대가 세워져야 됩니다. ပြီးတော့ရဲတိုက်9ခုအထက်မှာအရေးကြီးတဲ့အရာတော့ခမီးတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်ပြီးတော့ဒီ with ဖြစ်တဲ့အဲ့ဒီသုံးပါးဆိုဘုရားသခင်ကငါနဲ့အတူတူကအရှိရှင်ဒီရဲတိုက်ကိုတိဆောက်ခြင်းကအရေးကြီးတာဖြစ်ပါတယ် 자, 그 다음에 두 번째는 보좌의 7대 여정입니다. ပြီးတော့နောက်ထပ်နံပါတ်2အချင်းနစ်ကတော့ပေါ့နော်ပလင်တော်ရဲ့ခီးစဉ်9ခုအကြောင်းအရာဖြစ်ပါတယ် 예, 첫째는 하나님이 만드신 성부, 성자, 성령 삼일체 하나님 만드신 길로 가야 됩니다. ပြီးတော့ပထမအချက်ကတော့ခမီးဘုရားခမီးတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်ကပြင်ဆင်တော်မူတော့အဲ့ဒီလမ်းခီးကိုတွားဖို့အတွက်ဖြစ်ပါတယ် 그러니까 성삼위 하나 하시는 길이 있습니다. ပြီးတော့သုံးပါးဆိုဘုရားသခင်ကပြင်ဆင်ပြီးတော့လမ်းရှိပါတယ် 자, 두 번째는 10가지 비밀입니다. ပြီးတော့ဒုတိယအချက်ကတော့လူဝက်ချက်4ခုအကြောင်းအရာဖြစ်ပါတယ် 그래서 우리가 독립심 1번, 자립, 어떤 경우도 혼자서 살아남아야 된다. နံပါတ်1အနေဖြင့်အဲ့လူဝက်ချက်4ခုအထက်မှာနံပါတ်1အနေဖြင့်ဆိုရင်ကတော့ကျွန်တော်တို့ဟာတုံလီပြောရဆိုရင်ကတော့ကိုလွတ်လပ်မှုရရှိခြင်းပေါ့နော်ဘယ်လိုမျိုးအခြေအနေမဆိုငါကတယောက်တည်းဗာလဲဘယ်နေရာပဲဖြစ်တယောက်တည်းအသက်ရှင်ကြံ့ကြွေးနေလူဖြစ်အောင်လုပ်ရမှာဖြစ်ပါတယ် 예, 영적 사실을 알아야 된다. ပြီးတော့ဝိညာဉ်ပိုင်းဆိုင်ရာအဖြစ်မှန်ကိုနားလည်ဖို့တက်လက်ပါတယ်နံပါတ်2 예, 역발상 모든 응답은 반대쪽에 있다는 겁니다. ပြီးတော့နံပါတ်3ပြီးတော့အဖြစ်ရှိသမျှအားလုံးဟာကျွန်တော်တို့တွေးထားတဲ့အရာနဲ့ဆန့်ကျင်ဘက်မှာရှိတယ်လို့ပြောအကြောင်းအရာဖြစ်ပါတယ် 시너지 살리는 쪽으로 복음은 살리는 겁니다. နံပါတ်4ကတော့ပေါ့နော်ဘယ်လိုမျိုးအခြေအနေမဆိုလူတွေကိုအသက်ရှင်စေတော့လမ်းကိုပဲရွေးရမှာဖြစ်ပါတယ် 네, 위기는 기회입니다. ပြီးတော့နံပါတ်5ကပ်ဘေးတွေကကျွန်တော်တို့အတွက်အခွင့်အလမ်းအချိန်ဖြစ်ပါတယ် 무경쟁 우리는 싸우지 않고 이겨야 됩니다. နံပါတ်6ပေါ့နော်နံပါတ်2ထက်ကနံပါတ်6ဖြစ်ပါနော်ဒါတိုက်ဆိုင်ပြန်တိုက်လန်ဆရာမလိုဘဲနဲ့ကျွန်တော်တို့ဟာအနိုင်ယူတဲ့လူဖြစ်ဖို့တက်လက်ပါတယ် 네, 재창조 오직 유일성. နံပါတ်6ဒုတိယဖန်ဆင်းခြင်းအဲ့ဒီအရာပါလဲဆိုရင်ကတော့တာလင်တစ်ခုဒီဒုတိယဖန်ဆင်းခြင်းအကြောင်းအရာဖြစ်ပါတယ် 네,
네, 우리는 서밋의 자리에 올라가야 됩니다. ပြီးတော့နံပါတ်9ကျွန်တော်တို့ဟာsubmit ဖြစ်အောင်ကျွန်တော်တို့တက်လမ်းဖို့အတွက်အပ်ပါတယ် 그러나 우리는 영적 서밋이 돼야 됩니다. ပြီးတော့ကျွန်တော်တို့ဟာဝိညာဉ်ပိုင်းဆိုင်ရာ submit ဖြစ်ဖို့အတွက်အပ်ပါတယ်နံပါတ်10 네, 우리는 항무지, 노바디에서 답을 찾아야 됩니다. ပြီးတော့နံပါတ်9အငယ်9ကျွန်တော်တို့ဟာပြီးတော့ကန်တာရပေါ့နော်နူဘာဒီအထက်မှာအဖြေရှာဖို့အတွက်အပ်ပါတယ်လူသူမရှိတဲ့နေရာအထက်မှာကျွန်တော်တို့အဖြေရှာဖို့အတွက်အပ်ပါတယ် 왜? 우린 절대 이유, 절대 주권, 절대 교회, 절대 언약, 절대 여정으로 가는 겁니다. ပြီးတော့နောက်ဆုံးပေါ့နော်ကျွန်တော်တို့ဟာအကျွင်းမဲ့ပိုင်တချင်းအကျွင်းမဲ့အစီအစဉ်အကျွင်းမဲ့ခရီးစဉ်အကျွင်းမဲ့ဖျားတကယ်ပေးထားတော့အဖြစ်ပေးရလမ်းကိုတွားရမှာဖြစ်ပါတယ် 그게 세 번째가 10가지 발판입니다. ပြီးတော့နောက်ထပ်ပေါ့နော်ဒါသုံးပါဆိုဖျားတကယ်တွားနေတဲ့ခရီးစဉ်ခုနှစ်ခုအကြောင်းဖို့ဖော်ပြသွားဖြစ်တယ်အခုကတော့နံပါတ်3ပေါ့နော်နံပါတ်3ကပါလဲဆိုရင်ကတော့네 번째가 9가지 흐름입니다. နံပါတ်3ကတော့ခုနကပေါ့နော်လူဝက်ချက်စေခုပေါ့နော်ပြီးတော့နံပါတ်3ကတော့အခြေခံအုပ်မြစ်စေခုဖြစ်တယ်နံပါတ်2ကတော့လူဝက်ချက်စေခုဖြစ်တယ်ခုနကတစ်ခုချင်းစီပြောတော့ပါနော်10ချက်ပါသွားပြီအခုကတော့ခုနကနံပါတ်3ကတော့ပါလဲအခြေခံအုပ်မြစ်စေခုဖြစ်တယ်နံပါတ်4 네, 다섯 번째가 네 번째 또 말씀해 주세요. 네 번째가 9가지 흐름. နံပါတ်4ကတော့ဗောနော်စီချောင်း9ခုဆိုတဲ့အကြောင်းအရာဖြစ်ပါတယ် 예, 다섯 번째는 5가지 확신입니다. ပြီးတော့နံပါတ်5ကတော့ဗောနော်စိတ်ချမှု5ခုဖြစ်ပါတယ် 예, 구원의 확신, 기도, 인도, 사제, 승리의 확신입니다. အဲ့ဒီစိတ်ချမှု5ခုကပါလဲဆိုရင်ကတော့โอเคတင်ရှယ်စိတ်ချမှုပါလဲအပြစ်ခွင့်လွှတ်ခြင်းရဲ့စိတ်ချမှုစတောင်းခြင်းရဲ့စိတ်ချမှုပြီးတော့အဖြေရခြင်းရဲ့စိတ်ချမှုအောင်မြင်ခြင်းရဲ့စိတ်ချမှုဖြစ်ပါတယ် 예, 여섯 번째가 62가지의 삶, 평생 응답을 말합니다. နံပါတ်6ကတော့ဗောနော်62မျိုးတော့ဧဝံဂေလိပြုတူရဲ့အဖြေပြီးတော့ကိုဆိုရဖြစ်ပါတယ် 자, 마지막 7째가 교회 예배, 우리가 보좌의 캠프가 되도록 해야 됩니다. နံပါတ်9ကတော့ဗောနော်အတင်းတော်အထက်ကအတင်းတော်အတွင်ဝတ်ပြုကိုွယ်ခြင်းဒီအရာတွေအားလုံးကပါလဲပလင်တော်ရဲ့အခန့်ဖြစ်ပါတယ် 자, 보좌의 7대 이정표가 있습니다. ပြီးတော့နံပါတ်အကြည့်3ပေါ့နော်အကြည့်3ပါမှတ်တိုင်အကြောင်းအရာကိုရှင်းပြပါမယ်ပလင်တော်ရဲ့မှတ်တိုင်9ခု 그 1번이 갈보리 산의 이정표입니다. နံပါတ်1မှတ်တိုင်ကပါလဲဆိုရင်ကတော့ကာရီကုန်းဆိုတဲ့မှတ်တိုင်ဖြစ်ပါတယ် 예수님이 갈보리 산에서 내가 다 이루었다, 다 끝냈다는 겁니다. သခင်ယေရှုခရစ်တော်ထာမှာကာရီကုန်းပေါ်မှာအမှုပြီးပြီဆိုမှကြေညာခဲ့ပါတယ် 여기에서 시작이 돼야 됩니다. ကျွန်တော်ဟာယေရှုခရစ်တော်ရဲ့အမှုပြီးခြင်းကနေငါတို့ရဲ့ဘဝအတ္တစတင်ဖို့အတွက်အပ်ပါတယ် 우리 신앙생활의 시작이요, 다 끝났다 해서 시작되는 겁니다. ကျွန်တော်ယုံကြည်သူရဲ့အစကတော့ခရစ်တော်ကအမှုအားလုံးပြီးပြီဆိုတဲ့အရာကနေစတင်ပြီးမှရှယ်လန်းစတင်ရမှာဖြစ်ပါတယ် 모든 문제 해결, 모든 문제 끝났다라고 시작하는 게 신앙생활이에요. ဒါကြောင့်ပြဿနာအားလုံးပြီးပြီအမှုပြီးပြီဆိုတဲ့အရာကနေကျွန်တော်ရဲ့ယုံကြည်သူရဲ့ဘဝအတ္တကစတင်ပြီးမှရှယ်လန်းစရမှာဖြစ်ပါတယ် 문제를 해결하려고 하는 게 종교입니다. ပြီးတော့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ကြိုးစားတဲ့လမ်းကတော့ဒါဘာသာရေးလမ်းဖြစ်တယ် 예, 우리는 종교가 아니고 복음입니다. ကျွန်တော်ဟာဘာသာရေးသမားတွေမဟုတ်ဘူးဧဝံဂေလိတရားလူတွေဖြစ်ပါတယ် 복음은 예수 그리스도께서 단번에 모든 문제 다 해결했다는 겁니다. ဧဝံဂေလိတရားကသခင်ယေရှုခရစ်တော်ထာမှာတစ်ကြိမ်တည်းနဲ့ပေါ့နော်ပြဿနာအလုံးစုံကိုဖြေရှင်းပြီးပြီဆိုတဲ့အရာဖြစ်ပါတယ် 예, 그래서 여기서 시작이 돼야 돼요. 신앙생활도 시작이 돼야 돼요. ဒီနေရာကနေယုံကြည်သူရဲ့အတ္တပေါ့နော်ယုံကြည်ခြင်းအတ္တစတင်ဖို့အတွက်ဖြစ်ပါတယ် 그것을 해결하기 위해서 노력하고 하는 그거는 종교입니다. တခုခုကိုဖြေရှင်းဖို့အတွက်ကြိုးစားတဲ့ဒီနီးလန်းကပေါ့နော်ဘာသာရေးနီးလန်းဖြစ်တယ် 자, 그다음 두 번째 감남산의 이정표입니다. နံပါတ်2ကတော့တန်လင်းတောင်ပေါ်ရဲ့မှတ်တိုင်ဖြစ်ပါတယ် 하나님의 မှတ်တိုင် 나라의 비밀, 미션 하나님 주신 거죠. ဘုရားသခင်နိုင်ငံတော်ရဲ့လူဝဲချက်မစ်ရှင်ကိုဘုရားသခင်ကကျွန်တော်ပေးခဲ့ဖြစ်ပါတယ် 자, 그리고 세 번째가 마가 다락방의 이정표입니다. တတိယအချက်ကတော့မာကုအထက်ခတ်မှတ်တိုင်ဖြစ်ပါတယ် 자, 그리고 네 번째가 안디옥 교회 이정표입니다. နံပါတ်4ကတော့ပေါ့နော်အန်တီယိုအသင်းတော်ရဲ့မှတ်တိုင်ဖြစ်ပါတယ် 다섯 번째가 아시아 쪽으로 하나님 전환점을 주시죠. နံပါတ်5မှတ်တိုင်ကတော့ပြီးတော့အာရှပြည်ပေါ့နော်
에운글이 뭐 뷰데이리 보노 예, 그래서 여섯 아뼈올레 치세 번째가 보도 여섯 아샤비 번째가 마보노 마게도냐로 넘버 하나님이 인생 전환점을 주십니다. 넘버 6가로 마게도니 비소레 맞다인 피바래 예, 우리가 문이 막혔을 때에 하나님의 더 큰 계획이 있다는 걸 알고 기도하고 성령의 인도를 받아야 됩니다. ကျွန်တော်ဘဝတက်တာမှာအမှုဆောင်ခြင်းပေါ့နော်တကားတွေပိတ်သွားတဲ့အခါမှာဖယားသခင်ကိုဆုတောင်းပြီးမှဖယားသခင်ကဒီလိုမျိုးပေါ့နော်အပြောင်းအလဲကိုလုပ်ပေးမှာဖြစ်ပါတယ် 예, 로마까지 가는 로마 복음화의 이정표입니다. နောက်ဆုံးကတော့ရောမနိုင်ငံအေဝံဂေလိပြည့်စုံခြင်းတနည်းအားဖြင့်ကမ္ဘာအေဝံဂေလိပြည့်စုံခြင်းဆိုတဲ့မှတ်တိုင်ဖြစ်ပါတယ် 내가 로마도 보아야 하리라. ပေါ်လူကငါကရောမကိုလည်းရောက်ရမယ် 여러분 우리는 지금 성부 성자 성령 삼위일체 하나님을 지금 우리가 공부도 하고 있고 지금 이렇게 하고 있습니다. အခုကျွန်တော်တို့ဆိုရင်ကတော့ခမည်းတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့အကြောင်းအရာကိုကျွန်တော်တို့လေ့လာသင်ကြားခံယူလက်ရှိနေကြပါတယ် 성부 성자 성령 삼위일체 하나님을 믿어야 됩니다. အထူးသဖြင့်ဆိုရင်ကတော့ခမည်းတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်ဖယားကိုကျွန်တော်ယုံကြည်ဖို့တက်လက်ပါတယ် 예, 하나님은 우리 아버지시고요. အဲ့ဒီဖယားသခင်ကငါတို့ရဲ့ဖခင်ဖြစ်တယ် 우리는 하나님의 자녀입니다. ကျွန်တော်တို့ဟာဖယားသခင်ရဲ့သားသမီးများဖြစ်ပါတယ် 하나님은 언약의 하나님입니다. ဖယားသခင်ကဗဒိညင်ဤဖယားသခင်ဖြစ်ပါတယ် 우리는 언약의 백성입니다. ကျွန်တော်တို့ကဗဒိညင်ရဲ့လူမျိုးတော်တွေဖြစ်ပါတယ် 하나님은 우리를 통해서 237 5천 종족 세계복음화 할 계획을 갖고 계십니다. ဖယားသခင်ကကျွန်တော်တို့အားဖြင့်ည38လူပေါင်း9000အေဝံဂေလိပြုရှင်တာနာပြုခြင်းအစီအစဉ်ရေးဆွဲထားတဲ့သူဖြစ်ပါတယ် 하나님은 미얀마를 통해서 237과 5천 종족 살릴 계획을 갖고 계십니다. ဖယားသခင်ကမြန်မာနိုင်ငံအားဖြင့်ည38လူပေါင်း9000အသက်ရှင်စေဖို့အတွက်အစီအစဉ်ရေးဆွဲထားတာဖြစ်ပါတယ် 여러분 한 사람 한 사람에게 하나님 미션이 있습니다. ဖယားတင်တို့တူးချင်းအပေါ်မှာဖယားသခင်ပေးထားတော့မစ်ရှင်ရှိတာဖြစ်ပါတယ် 예, 그래서 여러분 언약을 굳게 잡아야 돼요. ဒါကြောင့်တင်တို့စင်ကတော့ဗဒိညင်ကိုတေချာစွာကန်ဆွေးဖို့အတွက်လက်ပါတယ် 그 138의 언약을 잡으세요. တင်တို့ဒီတမန်တော်ဝတ္ထုအခန်းကြီး1အပိုင်ငယ်138ဗဒိညင်ကိုကန်ဆွေးကြပါ 예, 사도행전 1장 1절 3절 8절 အဲ့ဒါတော့တမန်တော်ဝတ္ထုအခန်းကြီး1အပိုင်ငယ်138အကြောင်းအရာဖြစ်ပါတယ် 예, 갈보리산의 언약, 감남산의 언약, 마가다락방의 언약을 굳게 잡아야 돼요. တနည်းအားဖြင့်ဆိုရင်ကတော့အဲ့ဒီအကြောင်းအရာကိုကာရီကုန်းပေါ်ရဲ့ဗဒိညင်တာလွန်တောင်ပေါ်ကဗဒိညင်မာကုအထက်ခန်းရဲ့ဗဒိညင်လို့ပြောပါတ 예, ယ် 오직 그리스도, 오직 하나님 나라, 오직 성령 충만, 오직 세계복음화 언약 잡아야 됩니다. ခရစ်တော်တာလင်ဖျားသခင်နိုင်ငံတော်တာလင်တန်ရှင်တော်ဝိညာဉ်တော်ပြည့်ဝခြင်းကမ္ဘာအေဝံဂေလိလှုပ်ဆောင်ခြင်းတာလင်ဆိုမှဒီပဒိန်ကန်ဆွေးဖို့တက်လက်ပါတယ် 오직 렘넌트 TCK 언약을 잡아야 돼요. ပြီးတော့ remnant TCK ပေါ့နော် TCK ဆိုတာကပြားကိုပြောတာဖြစ်ပါတယ် 자, 이 언약 잡고 သူတို့တွေကိုပြုစုရမယ်ဆိုတဲ့ပဒိန်ကန်ဆွေးရမှာဖြစ်ပါတယ် 이 언약 잡고 기도하고 있으면 됩니다. ဒီပဒိန်ကန်ဆွေးပြီးမှတင်တို့ဆုတောင်းရင်ရပြီ 예, 하나님은 반드시 언약을 이루십니다. ဖယားသခင်ကတင်တို့ကန်ဆွေးတဲ့ပဒိညင်ကိုအမှန်တကယ်ပြည့်စုံအောင်လုပ်ဆောင်မှာဖြစ်ပါတယ် 제가 신학교 다닐 때 잡은 언약이 사도행전 1장 8절이었어요. ဆရာကကျမ်းစာကြောင်းတက်နေတဲ့အခါမှာကန်ဆွေးခဲ့တဲ့ကျမ်းချက်ကတော့တမန်တော်ထုခန်းကြီး1:8ဖြစ်ပါတယ် 제가 20살 때 그 언약을 잡았어요. ဆရာကအသက်20အရွယ်မှာတမန်တော်ထုခန်းကြီး1အပိုင်ငယ်8ကိုကန်ဆွေးခဲ့ပါတယ် 네, 그때 그 언약은 우리 집은 예수를 믿지 않았습니다. အဲ့ဒီအချိန်ကာလတုန်းကကျွန်တော်တို့မိသားစုစဉ်ကတော့ယေရှုခရစ်တော်ကိုယုံကြည်တဲ့မိသားစုမဟုတ်ဘူး 네, 나는 집에서 쫓겨났습니다. ကျွန်တော်ကတော့အိမ်ကနေမောင်းထုတ်ခြင်းခံရတဲ့အချိန်ဖြစ်ပါတယ် 나를 도울 자 아무도 없었습니다. ကျွန်တော်ကိုညီမဲ့လူတယောက်မှမရှိပါဘူး 네, 하나님이 나의 배경이 되었습니다. တို့တော်ဘုရားသခင်ကငါရဲ့နောက်ခံဖြစ်ပေးခဲ့ပါတယ် 세계 복음화 언약을 잡고 있었습니다. ကမ္ဘာအေဝံဂေလိလှုပ်ဆောင်ခြင်းဆိုတဲ့ပဒိညင်ကိုကျွန်တော်ကန်ဆွဲထားခဲ့တယ် 시간이 흘렀습니다. ပြီးတော့အချိန်ဒီကြာသွားတဲ့နောက်မှာ 하나님이 저를 통해서 세계 복음화에 사용하게 되셨습니다. ဘုရားသခင်ကကျွန်တော်ကိုပေါ့နော်ကမ္ဘာအေဝံဂေလိလှုပ်ဆောင်ခြင်းအတွက်သူကအသုံးပြုနေပြီဖြစ်ပါတယ် 네, 저는 약 한 40개 나라를 다니면서 지금도 복음 전하고 있습니다. ဆရာပေါ့နော်နိုင်ငံပေါင်း40ကျော်ကိုတွားရောက်ပြီးမှအေဝံဂေလိကိုဝင်ငါလည်းရှိနေပါတယ် 지금 여러분의 환경과 형편은 관계없습니다. အခုတင်တို့မှာကြုံတွေ့နေရတဲ့တင်တို့ရဲ့အခြေအနေတင်တို့ရဲ့နောက်ခံအခြေအနေတွေကဘာမှကိစ္စမရှိဘူး 언약을 잡아야 됩니다. တင်တို့ဒီပဒိညင်ကိုကန်ဆွဲဖို့တက်ပါတယ် 하나님은 그 언약 잡은 자를 통해서 하나님은 역사하십니다. ဘုရားသခင်အဲ့ဒီပဒိညင်ကိုကန်ဆွဲတဲ့လူအားဖြင့်သူအမှုပြုမှာဖြစ်ပါတယ် 네, 오늘도 성부 성자 성령 삼위일체 하나님 위더 임마누엘 원리서의 축복이 함께하기를
주 예수 이름으로 축복합니다. ဒီနေ့မှာလည်းခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်တို့ဘုရားသခင်က We Emmanuel Oneness ဖြစ်တော်ကောင်းကြီးမင်္ဂလာကိုရရှိစေရန်ကောင်းကြီးပေးပါတယ် 예, 보좌의 7망대, 보좌의 7여정, 보좌의 7이정표 굳게 잡고 기도하시기 바랍니다. အပလင်တော်ရဲ့ရတိုက်ခုနှစ်ခုခီးစင်ခုနှစ်ခုမတ်တိုင်ခုနှစ်ခုဒီပရင်ကိုတေချာကန်ဆွေးမှာဆုတောင်းကြရန်တိုက်တွန်းလိုပါတယ် 예, 138 언약 잡고 오로지 기도에 힘쓰시기 바랍니다. တမန်တော်ဝတ္ထုအခန်းကြီး138ပရင်ကန်ဆွေးပြီးမှဆုတောင်းခြင်းနဲ့ကြိုးစားလှုပ်ဆောင်ကြရန်တိုက်တွန်းပါတယ် 네. 여러분은 세계 복음 주역이 될 것입니다. သင်တို့ဟာကမ္ဘာအေဝံဂေလိလှုပ်ဆောင်ခြင်းရဲ့အဓိကဇက်ကောင်တွေဖြစ်လာမယ်လို့ယုံကြည်ပါတယ် 예, 하나님이 역사하시면 됩니다. ဘုရားသခင်ကအမှုပြုရင်လုပ်နိုင်မှာဖြစ်ပါတယ် 여러분의 능력과 아무 관계가 없습니다. သင်တို့ရဲ့အစွမ်းအစနဲ့ဘာမှမဆက်ဆက်ပေးနေပေါ့နော်ဘုရားအမှုပြုမှာဖြစ်တယ် 하나님이 역사하시면 다 되게 되었습니다. ဘုရားသခင်ကအမှုပြုတဲ့ဆိုရင်ကတော့အားလုံးဖြစ်နိုင်တာဖြစ်ပါတယ် 네, 기도하겠습니다. ဆုတောင်းကြပါစို့ 하나님 감사합니다. ဘုရားသခင်ကြည့်ရချမပါ၏ 신론에 대해서 이번에 공부하게 하심을 감사합니다. ပြီးတော့ Doctrine of God ဘုရားနဲ့ပတ်သက်ပြီးမှတွင်တင်ချက်အကြောင်းအရာကိုဒီတစ်ခါသင်ခန်းစာနဲ့ကျွန်တော်တို့တင်ကြားခံယူကြပါ၏ 하나님을 더 잘 알고 믿고 누리게 하옵소서. ဒီသင်ခန်းစာအပြင်ဘုရားသခင်ကိုတာ၍တည်နာလေပြီးမှယုံကြည်လာအောင်မဆကောင်းကြည့်ပြီးတော့ပါ 예, 보좌의 망대 여정 이정표가 나의 것이 되게 하시고 ပလင်တော်ရဲ့တိုက်ခီးစင်ခီးစင်မတ်တိုင်တွေကကျွန်တော်ရဲ့အရာဖြစ်စေတော်မူပါ 예, 138의 언약을 잡고 기도에 힘쓰게 하옵소서. တမန်တော်ဒုက္ခချင်း138ပရင်ကန်ဆွေပြီးမှဆွတောင်းခြင်းနဲ့ကြိုးစားအားထုတ်တော်များဖြစ်စေတော်မူပါ 예, 그래서 반드시 237과 오촌 장족 미얀마 살리는 주역들이 되게 하옵소서. ဒီလိုမျိုးအဖြစ်139တွင်ပေါင်း9000ကိုအသက်ရှင်စေတော့အတိတ်ကဇက်ကောင်များဖြစ်လာအောင်ကောင်းချီးပေးတော်မူပါ 이분들이 섬기는 교회와 가정 위에 하나님의 나라가 임하게 하시고 သူတို့ကအစေခံဆက်ကလေးရှင်ရဲ့သူတို့မိသားစုသူတို့ရဲ့အသင်းတော်ပေါ်မှာဖျက်ခင်နိုင်ငံတော်တည်လာစေတော်မူပါ 예, 오늘도 성삼위 하나님 인도하시는 그 길로 가게 하옵소서. ဒီနေ့လည်းသုံးပါဆိုဖျက်ခင်အမှုပြုလက်ရှင်တော်ထိုလန်းခီနောက်တို့လိုက်စေတော်မူပါ 성삼위 하나님이 우리 인생의 망대가 되게 하옵소서. သုံးပါဆိုဖျက်ခင်ကကျွန်တော်တို့ရဲ့ဘဝအတ္တရဲ့ရဲတိုက်ဖြစ်စေတော်မူပါ 예수 그리스도 이름으로 기도합니다. ခင်ယေရှုခရစ်တော်ဖျက်နာမနဲ့ဆုတောင်းပါ၏ 아멘. 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 감사합니다. 목사님 감사합니다. 예. ကျေးဇူးတင်ပါတ 우리 ယ် 하나님께 오늘